ချင်းပြည်နယ်အတွင်းစီလက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးလှုပ်ရှားမှုများနဲ့ပတ်သက်၍ဇိုမီနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကော်မတီ ZPCC ၏သဘောထားထုတ်ပြန်ကြေညာချက်2024ခုနှစ်ဖေဖော်ဝါရီလ9ရက်နံပါတ်1 6ရက်12လ2023ရက်နေ့တွင်ချင်းအမျိုးသားတပ်ဦးချင်း National Front ကချင်းပြည်နယ်ရှိမြို့နယ်အချို့မှာစစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်သည့်လက်နက်ကိုင်အဖွဲ့အချို့ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD ပါတီမှခေါင်းဆောင်အချို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အချို့နဲ့ပြပရောက်လူမှုရေးလှုပ်ရှားသူဟာခမျိုးနွယ်စုလူပုဂ္ဂိုလ်တချို့တို့ကိုဖိတ်ခေါ်ကာငေလာခန်တရက်ကျင်းပခဲ့ကြသည်ထိုငေလာခန်မှ CNF အဖွဲ့၏အလိုကျစိုးတင်ရေးဆွဲထားသည့်ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ Chinland Constitution ကိုအတည်ပြုကာချင်းပြည်ကောင်စီ Chinland Council ဖွဲ့စည်းခဲ့ကြကြောင်းသိရှိရသည်ထိုမှသစဉ်တရက်2လ2024ရက်နေ့တွင်ဝန်ကြီးချုပ်ဦးဆောင်၍နိုင်ငံရေးဝန်ကြီးဌာနအပါအဝင်ဝန်ကြီးဌာန14ခုပါဝင်သည့်ချင်းပြည်အစိုးရ Chinland Government ဟူသောအစိုးရတရက်ကိုလည်းဖွဲ့စည်းခဲ့ကြကြောင်းသိရှိရသည်ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်သည့်ချင်းပြည်ကောင်စီ Chinland Council ၏ချင်းပြည်အစိုးရဖွဲ့စည်းကြေညာခြင်းသည်ယနေ့ချင်းပြည်နယ်တွင်ပါဝင်တည်ရှိသောဇုံမြင့်တပ်ရင်းသားဒေသများတွင်လုံးဝအကျိုးသက်ရောက်မည်မဟုတ်ကြောင်းနှင့်ဇုံမြင့်လူမျိုးတို့၏ကိုစားပြုအစိုးရမဟုတ်ကြောင်းဇိုမီနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကော်မတီ ZPCC မှအတိအလင်းကြေညာအပ်သည်နံပါတ်2မြန်မာနွေဦးဒေါ်လာရေးကာလတွင်ဇိုကမ်ဖက်ဒရယ်စတိတ်ခေါ်ဇိုမီပြည်ဇိုမီလန်ဇိုမီစတိတ်အတွက်ဇိုမီလူမျိုးတို့၏နိုင်ငံရေးဥတီချက်နှင့်လမ်းစဉ်အဖြစ်ဇိုကမ်ချရာကူဇိုမီတရင်သားများကိုစားဇိုမီနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကော်မတီ ZPCC မှ2021ခုနှစ်စက်တင်ဘာလ14ရက်နေ့တွင်ပြဋ္ဌာန်းအတည်ပြုကြေညာခဲ့ပြီးဖြစ်သည်အသည့်ထွက်ပေါ်လာသည့်ချင်းပြည်ကောင်စီ၏နိုင်ငံရေးပါတီအစုအဖွဲ့တွင်ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီနှင့် ZCD ပါတီမှရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်ခြင်းမရှိသည့်အပြင်တရင်တလက်နက်ကိုင်အစုအဖွဲ့ထဲတွင်လည်းဇိုမီတို့၏အမျိုးသားတပ်မတော်ဖြစ်သည့်ဇိုမီတော်လှန်ရေးတပ်မတော်အစိပိုက်တိုင် ZRA Eastern Command အဖွဲ့မပါဝင်ခဲ့ပြီးတို့ဖြစ်၍ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ကဦးဆောင်ရေးဆွဲသည့်ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေသည်ဇိုဂမ်ချရာပြဋ္ဌာန်းချက်ပါအတိုင်းဇိုဂမ်ခေါ်ဇိုမီပြည်နှင့်ဇိုမီလူမျိုးတို့အပေါ်လုံးဝသက်ရောက်ခြင်းမရှိကြောင်းကြေညာအပ်သည်နံပါတ်3ချင်းအမျိုးသားတပ်ဦး CNF အနေဖြင့်၎င်းတို့ဦးဆောင်ကာ73ရက်4လ2021ရက်နေ့တွင်ဖွဲ့စည်းခဲ့သည့်ကြာကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ၏နိုင်ငံရေးပါတီအစုအဖွဲ့တွင်ဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီပါဝင်ခြင်းမရှိဘဲချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီ CRCH အစုအဖွဲ့တွင်လည်းဇိုမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ပါတီမှရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များပါဝင်ခြင်းမရှိပါထို့အတူတရင်တလက်နက်ကိုင်အစုအဖွဲ့တွင်ဇိုမီတို့၏အမျိုးသားတပ်မတော်ဖြစ်သည့်ဇိုမီဒေါ်လာရေးတပ်မတော်အစိပိုက်တိုင် ZRA Eastern Command အဖွဲ့မပါဝင်ခဲ့ပါတို့ဖြစ်၍ကြာကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC မှရေးဆွဲရန်စီစဉ်သည့်ချင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေသည်၎င်းဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းရန်ကြိုးပမ်းလာမည့်ချင်းပြည်နယ်အစိုးရအဖွဲ့ဒီလည်းဇိုမီပြည်ဇိုကမ်ဇိုမီလက်နှင့်ဇိုမီလူမျိုးတို့နှင့်တက်ဆိုင်ခြင်းစီမီမဟုတ်ကြောင်းကြေညာအပ်သည်ဇိုမီတော်လိုင်းရေးတပ်မတော်အစီပိုက်တိုင်စစ်ဒါရဲ Eastern Command သည်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်ငီနောင်တရင်တလက်နက်ကိုင်အဖွဲ့များနှင့်အတူတကွလက်တွဲချက်စစ်ရန်ကြိုးပမ်းရာတွင်ပြည်ထောင်စုကျင်းခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP အစိုးရလက်ထက်၌ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့သည်မိမိတို့ဇိုမီတော်လှန်ရေးတပ်မတော်အစိပိုက်တိုင် ZRA Eastern Command ကိုညီဝတ်သောတရင်တလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တွင်အဖွဲ့ဝင်ဖြစ်ရေးမှဟန်တာခဲ့ခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD အစိုးရလက်ထက်၌ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်ဖြစ်ရေးမှဟန်တာခဲ့ခြင်းနွေဦးဒေါ်လာရေးကာလတွင်အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အဖွဲ့ဝင်ဖြစ်ရေးမှဟန်တာခဲ့ခြင်းစသည်ဖြင့်ဇိုမီလူမျိုးတို့၏ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်အပြည့်အဝရရှိရေးကိုနေလန်းမျိုးစုံဖြင့်ခက်အဆက်ဆက်တွင်ဟန်တာပိတ်ပင်ခဲ့ကြသည်
ချင်းနမျိုးသားတပ်ဦး CNF အဖွဲ့၏နောက်လိုက်အပေါင်းပါလက်နက်ကိုင်အဖွဲ့များသည်ဇိုမီလူမျိုးများတို့၏နိုင်ငံရေးစီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုလုံးဝမဆစ်စီရန်နှင့်ဇိုမီလူမျိုးနွယ်စုများအကြားစီးလုံးငြိမ်ဝှက်မှုလျှော့ပါးသွားရန်ရည်ရွယ်ပြီးဇိုမီလူမျိုးများအပေါ်ဝါဒဖြင့်သွေးတိုးလို့ဆော်ခြင်းသွေးကွဲအောင်ရန်တက်ခြင်းနောက်လိုက်အပေါင်းပါများကိုဇိုမီဒေသတွင်မတာမာမှုနှင့်အကြမ်းဖက်မှုများဆောင်ရွက်စေခြင်းစာတင်ကြောင်းများစီးရုံစည်းခန်းများပြည်သူပိုင်အဆောက်အဦများဖျက်ဆီးစေခြင်းအပြစ်မဲ့ပြည်သူများကိုလက်နက်ဖြင့်ချင်းချောက်ခြင်းရရက်ဆက်ဆက်တပ်ဖြတ်ခြင်းနယ်မြေကျူးကျော်တိုက်ခိုက်ခြင်းစသဖြင့်နွေဦးဒေါ်လာရေးကိုအကြောင်းပြကာအစီတစိုက်အကြမ်းဖက်မှုများကိုကျူးလွန်ခဲ့သည်ထို့ပြင်ပြည်သူလူထုကဇိုမီဒေါ်လာရေးတပ်မတော်အစီပိုင်တဲ့စစ်တာရေးအစင်ကွန်မန့်ကိုအမြန်မာစီရန်အတွက်မြန်မာစစ်တပ်ကိုအားပေးကူညီသည်ဟုဆွဆွဲကမို့သားဝဒအတုံးချပြီးတတဲ့နမှာဖြစ်ဝေခြင်းမှအစနှီးမျိုးစုံဖြင့်တိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သည်တို့ရတွင်ချင်းနမျိုးသားတပ်ဦး CNF အဖွဲ့အနေဖြင့်ရခိုင်ကမြန်မာစစ်တပ်နှင့်စစ်သွေးလက်သွဲခဲ့သည့်အတိုင်းယနေ့ကာလတွင်လူဝက်စစ်သွေး၍တွေ့ဆုံဆွေးနွေးရန်ကြိုးပမ်းနေသည်ကိုတွေ့ရသည်နံပါတ်5တို့ဖြစ်၍ဇိုမီတရင်သားတို့အပါအဝင်လက်စီချင်းပြည်နယ်တစ်ခုလုံးကိုခက်အဆက်ဆက်ကလက်နက်အားကိုပြီးအာနာစင်စနစ်ချင်းတုံးကဖနက်အုပ်ချုပ်ရန်ကြိုးပမ်းနေသည့်အကြမ်းဖက်လက်နက်ကိုင်ချင်းနမျိုးသားတပ်ဦး CNF အဖွဲ့၏ဦးဆောင်မှုဖြင့်ဖွဲ့စည်းသည့်ချင်းနမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC နှင့်ချင်းပြည်ကောင်စီ Chinland Council ၏ဆောင်ရွက်ချက်များသည့်မိမိတို့ဇိုမီလိုမျိုးများနှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းဇိုမီပြည်ဇိုမီလန်ဇိုမီစတေအတွင်း၌အကျိုးသက်ရောက်စေမည်မဟုတ်ကြောင်းနှင့်မိမိတို့ဇိုမီလူမျိုးများသည့်ဇိုကမ်ချတာပြဋ္ဌာန်းချက်ပါရည်မှန်းချက်များအောင်မြင်ရန်အတွက်ဖက်ဒရယ်စနစ်ကျကျဆက်လက်ခြေသက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာအပ်ပါသည်ဇိုမီနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကော်မတီ ZPCC ဇိုမီတော်လှန်ရေးကော်မတီအစီပိုင်တိုက်စစ်တာရဲ့ Eastern Command